အိမ်မက်တွေစွန့်စားမှုတွေပြင်းထန်တဲ့စိန်ခေါ်မှုတွေ Let's Play Arena နဲ့တူဒါတွေကိုကြော်ဖြတ်ပြီး e-sport အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ ready ပဲလား2025ရဲ့ e-sport ခီးလမ်းမှာတင်ကိုယ်တိုင်လှုပ်ခတ်နိုင်မဲ့အခွင့်အရေးတစ်ခုအတန်းနဲ့ယူဆောင်လာပြီးဖြစ်ပါတယ်ဒီအခွင့်အရေးကတော့အတန်း weekend battle ပွဲတွေမှာဝင်ပြိုင်ရုံနဲ့ League of Champion နဲ့ Let's Play Arena Carnival ထိတက်လှမ်းနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်ဂိမ်းကိုပျော်ဆောင်နဲ့ခြေနဲ့မနေပဲ Semi Pro နဲ့ Protein တွေကိုရှင်ရိုက်ချင်တဲ့ဆိုတဲ့သူတွေအတွက်အကောင်းဆုံးခွင့်ရေးပါပဲဒီလိုပြိုင်ပွဲတွေဝင်ပြိုင်ရင် Arena Point များစွာရရှိနိုင်မဲ့အပြင်ပြိုင်ပွဲတွေဝင်မပြိုင်ချင်တဲ့သူတွေအတွက်လည်း LPA Portable က Gaming Package တွေ In-game Item တွေဝယ်ယူပြီး Arena Point တွေကိုရယူနိုင်မှာဆိုတော့ Point တွေနဲ့လဲလှယ်ပြီးလက်ငင်းစုတွေယူမလားဒါမှမဟုတ် Point အများကြီးစုပြီးစုလက်ဆောင်အကြီးကြီးတွေကိုကန်ဆန်းရင်ခုံမလားဆိုတော့စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ပြီးတော့ e-sport ဝါနာရှင်တွေရဲ့အိမ်မက်ကိုပြောင်းလဲပေးမယ်ဒီခီးစဉ်ကြီးမှာပြိုင်ပွဲတွေပြန်ရင်ပါဝင်မလားစုလက်ဆောင်တွေကိုပဲတိမ့်ပိုက်မလားအရာလုံးဟာတင်းလက်နဲ့မှာပါပဲ Let's Play Arena နဲ့အတူကြီးကျယ်ခမ်းနားလှတဲ့ e-sport အိမ်မက်တွေကိုအကောင့်ထဲပေါ်လိုက်ကြရအောင် Gamer တွေအတွက်ပြောစရာအကောင်းဆုံးနေ Let's Play Arena